ကျွန်မဒီဗီဒီယိုဖိုင်လေးမှာဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အရေးကြီးတာလေးတစ်ခုပြောပြချင်ပါတယ်။ကျွန်တော်တို့ကဒီအင်္ဂလိပ်စကားပြောပြီးရေးပြီးဆိုလို့ရှိရင်စာကြောင်းတိဆောက်ပုံအရာဒီ subject နဲ့ verb နဲ့ပေါ့နော် subject ပြီးတော့ verb လာရတယ်အဲ့တော့အဲ့ subject နဲ့ verb နဲ့ကညှိဖို့လိုတယ်နော် subject များရင် verb အများ subject နည်းရင် verb အနည်းဆိုတဲ့ပုံစံနဲ့အဲ့ equation အတိုင်းညှိရတယ်အဲ့တော့အဲ့တခုပဲညှိစရာလိုတာအဲ့တော့ verb နေရာမှာက verb က main verb တစ်လုံးနဲ့ကျမတို့ကသုံးရင်သုံးမယ်ဒါမှမဟုတ် helping verb ပါတဲ့ verb pattern သုံးရင်သုံးမယ်အဲ့တော့ဒီ helping verb နဲ့ main verb ကညှိစရာမလိုဘူးနော်ညှိစရာမလိုအဲ့တော့ဒီ helping verb ဒီbell helping verb တွေရဲ့အနောက်မှာ bell main verb လိုက်ရမယ်ဆိုတဲ့ဟာကိုပုံသင်မှတ်ရမှာအဲ့တော့ helping verb ကအုပ်စု၄စုပဲရှိတယ်အင်္ဂလိပ်စာတကယ်တက်ဖို့ဆိုရင်ဒီ helping verb အုပ်စု၄စုလေးအကြောင်းကောင်းကောင်းသိပြီဆိုလို့ရှိရင်ရပြီဘာကြောင့်ဆို helping verb တွေကကျမတို့ပြောတဲ့အဟုတ်စာကြောင်းတွေမှာလည်းပါတယ်အငင်းတွေမှာလည်းပါတယ်မေကွန်းလာမေကွန်းလင်းမေကွန်းမှာလည်းပါတယ်အဲ့အတွက် helping verb အကြောင်းကိုမသိလို့မရဘူးနော်အဲ့တော့ဒီ helping verb အုပ်စု၄စုရှိတယ်အဲ့၄စုမှာတစ်စုချင်းစီရဲ့၃ပုံ၃နည်းတွေကိုကောင်းကောင်းသိဖို့လိုတယ်ဘယ် helping verb ရဲ့အနောက်မှာဘယ် main verb like တယ်ဆိုတာကိုပုံသင်မှတ်ရမယ် helping verb နဲ့ main verb နဲ့ညှိရတယ်ဆိုတော့ rules မရှိဘူး grammar မှာအင်္ဂလိပ်စာမှာနော်အဲ့ rules မရှိဘူးအဲ့တော့အခုဆရာမတယောက်မှားပြီးတော့မှပြောထားတယ်ကျွန်မတွေ့လိုက်တဲ့အခါကျတော့တခြားသူတွေလည်းအဲ့အမှားကြီးကိုမှတ်မှာဆိုလို့ကျွန်မဒီ video file လေးမှာဒီ knowledge လေးကို share လုပ်ပေးချင်တာပါအဲ့တော့သူက would be အကြောင်းကိုပြောတာပေါ့နော်အဲ့တော့ would be မှာဆိုလို့ရှိရင် would ကအနည်းများမရှိတဲ့အတွက်အနောက်က be ဆိုတဲ့verb to be ရဲ့ပေါ့အနေများမရှိတဲ့ verb လေး be ကိုသုံးရတယ်လို့ပြောတယ်ဆိုတော့ဒါဆိုရင်သူက would ဆိုတဲ့ helping verb နဲ့ be ဆိုတဲ့ main verb ကိုတွားညှိတဲ့သဘောသူပြောနေတာပေါ့နော်အဲ့လိုညှိလို့မရအောင်ညှိစရာလည်းမလိုဘူးအဲ့တော့ဒီ helping verb would ဆိုတဲ့ helping verb ကဘယ်အုပ်စုဝင်လဲအဲ့ helping verb အုပ်စုရဲ့အနောက်မှာဘယ် main verb လိုက်ရမယ်ဆိုတာပုံသင်မှတ်ရမယ်သဘောပဲရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ helping verb အုပ်စု၄စုမှာ would ဆိုတာက modal verb ဆိုတဲ့ helping verb အုပ်စုဖြစ်တယ်အဲ့တော့ဒီ modal verb helping verb တွေကိုသုံးပြီးဟိဆိုရင်သူ့နောက်မှာအမြဲတမ်း base verb ပဲလိုက်ရတယ်အဲ့တော့ base verb ဆိုတာကတော့ verb 1အများနဲ့အတူတူပဲပေါ့နော်သူ့မှာအနေများမရှိတဲ့ verb ပေါ့နော်အဲ့တော့ base verb ဆိုတာ verb 1အများနဲ့အတူတူပဲ verb 1မှာကျတော့အနေများရှိတယ်အဲ့တော့verb အလုံးတိုင်းဟာဆိုလို့ရှိရင် base verb နဲ့ verb 1အများအတူတူပဲမတူတဲ့ verb တစ်လုံးပဲရှိတယ် verb to be အဲ့တော့ verb to be ရဲ့ base verb က be verb 1ကျတော့ am is are ဆိုပြီးသုံးလို့ဖြစ်သွားတယ်အဲ့တော့ verb 1အများဒီ are verb to be ရဲ့ verb 1အများဒီ are verb to be ရဲ့ base verb ဒီ be အဲ့တော့ base verb နဲ့ verb 1အများကွဲတာဆိုလို့ verb to be တစ်လုံးနဲ့ရှိတယ်တခြားသော verb တွေအကုန်လုံးက verb 1အများနဲ့ base verb ကအတူတူပဲဥပမာ go ရဲ့ base verb က go verb 1အများ go verb 1အနေက goes နော်အဲ့တော့ eat ရဲ့ base verb က eat eat ရဲ့ verb 1အများ eat eat ရဲ့ verb 1အနေက eats အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်သူကပြောချင်တယ် would နောက်မှာ would ကအနေများမရှိတဲ့အတွက်ဒီ verb to be ရဲ့အနေများမရှိတဲ့ဒီ base verb be ကိုသုံးရတယ်base verb လို့တော့သူထည့်မပြောတော့ဘူးပေါ့နော်အနေများမရှိတဲ့ be ကိုသုံးရတယ်ဆိုပြီးတော့မှအဲ့လိုမျိုး helping verb နဲ့ main verb ညှိတဲ့ပုံစံစဉ်းစားလိုက်တဲ့ပုံစံဒီအရင်ကမှားပါတယ်လုံးဝမှားပါတယ်အဲ့တော့ဒီ helping verb modal verb ဖြစ်တဲ့ဒီ would ဆိုတာက modal verb ပေါ့နော်ဒီ modal verb လေးရဲ့အနောက်မှာအမြဲတမ်း base verb လိုက်ရမယ်ဆိုတဲ့ပုံသင်ကိုပဲမှတ်ထားရပါမယ်ဒါဆိုလို့ရှိရင် would မှမဟုတ်ဘူးပေါ့နော်ဒီ modal verb အုပ်စုဝင်တခြားသောဘယ် modal verb တွေကိုပဲသုံးအနောက်မှာက base verb ပဲအမြဲလိုက်ရမယ်အဲ့တော့အခုကိုကgo သွားတယ်လို့သုံးချင်တယ်ဆိုရင် would go နော် base verb လေးသုံးမယ်အဲ့တော့စားတယ်ဆိုလို့ရှိရင်လည်း would eat ပေါ့နော်အဲ့ဆိုစားတယ် eat ရဲ့ base verb eat ကိုသုံးမယ်အခုရှိတယ်လို့ဖြစ်တယ်လို့ပြောချင်တယ်ဆိုရင်ရှိတယ်ဖြစ်တယ်လို့အဓိပ္ပာယ်ရတဲ့ verb to be ရဲ့ base verb be လေးကိုသုံးမယ် would be နော် would be လို့ဖြစ်မယ်အဲ့တော့ဒီ helping verb ဒီ modal verb ပေါ့နော် would ဆိုတဲ့ modal verb မှာအနေအများမရှိဘူးဆိုတာဒီဘယ်နေရာမှာသုံးရမှာလဲဆိုတော့သူနဲ့တွဲတဲ့အရှိရ subject နဲ့မှာသုံးရမှာအဲ့ကိစ္စတစ်ခုပဲစဉ်းစားရမှာအဲ့တော့ subject ဒီwould ဒီအနေအများမရှိတဲ့အတွက်အရှိရဘယ် subject နဲ့မဆိုတွဲလို့ရတယ်ညှိစရာမလိုဘူးအဲ့တစ်ချက်ပဲစဉ်းစားရမယ် would ရဲ့အနောက်ကလိုက်ရမယ် would ဆိုတဲ့ helping verb ရဲ့အနောက်ကလိုက်ရမယ် main verb ဒီပုံဒီ base verb ပဲလိုက်ရမယ်ဆိုတာမျိုးမှတ်ကြပါအခု तू ကဒီ helping verb ရဲ့အနောက်က main verb နဲ့ဒီ helping verb နဲ့ညှိရမယ်ပေါ့ဒီ helping verb ကအနေများမရှိတဲ့အတွက်ညှိစရာမလိုဘူးအဲ့ဒီအတွက် be ကိုသုံးတာပါဆိုပြီးတော့မှားယွင်းဆိုတာပြောထားတာလေးတွေ့တဲ့အတွက်ကျွန်မဒီမှာရှင်းပြပေးရဖြစ်ပါတယ်အဲ့တော့ဒီ helping verb အုပ်စု၄စုလေးပဲရှိတယ်အဲ့၄စုကိုကောင်းကောင်းကိုကမှတ်နိုင်ရမယ်ဘယ် helping verb ရဲ့အနောက်မှာဒီ main verb ဘယ် main verb လိုက်တယ်ဆိုတာလေးကပုံသေးအသေးမှတ်ကြမှာ
နော်အဲ့လိုမှတ်ရမယ့်ပုံစံနည်းစနစ်လေးကအဲ့လိုဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျမရဲ့ video လေးကိုခုလိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျမရဲ့ဒီ basic English speaking course မှာဆိုလို့ရှိရင်ဒီ helping buff အုပ်စု၄စုကိုအသေးစိတ်တေချာလေးဘယ်လိုသုံးရလဲဘယ်လိုသုံးရတယ်ဆိုတာနဲ့ပေါ့နော်သူတို့ကိုဒီစကားပြောတဲ့စာကြောင်းတွေထဲမှာသူတို့ရဲ့အနောက်မှာသုံးရတဲ့ main buff တွေအကြောင်းပြီးရင်သူတို့ရဲ့တခြားသောအသုံးပြုပုံတွေအကြောင်းတေချာလေးရှင်းလင်းထားတဲ့သင်ခန်းစာလေးကိုထည့်သွင်းထားတယ်။ဘာကြောင့်ဆိုတော့ဒီ helping buff အုပ်စု၄စုမှမသိရင်ကျမတို့ကအင်္ဂလိပ်စကားကိုပြောတတ်ဖို့ရေးတတ်ဖို့ဆိုတာအဆင်မပြေဘူး။ခုနပြောတဲ့အတိုင်းပေါ့နော်ဒီ helping buff တွေကအပြောအဟုတ်စာကြောင်းတွေမှာအငင်းစာကြောင်းတွေမှာမေးခွန်းလာမေးခွန်းတွေကိုလေးမေးခွန်းတွေကို helping buff ကလုံးဝပါတာဖြစ်တယ်လို့သူတို့အကြောင်းမသိလို့မရဘူး။အဲ့တော့အခြေခံအဆင့်ကနေပြီးတော့မှလေ့လာသင်ယူခြင်းတဲ့လူတွေကဒီ helping buff အုပ်စု၄စုအကြောင်းကောင်းကောင်းသိဖို့လိုတယ်။တချို့ကအခြေခံအဆင့်မဟုတ်တော့ပေမဲ့ဒီ helping buff အုပ်စု၄စုအကြောင်းကောင်းကောင်းမသိတဲ့အခါကျတော့ပြောရရေးတဲ့အခါမှာအမှားတွေဖြစ်နေတော့ပေါ့နော်။ခုနကအတင်တဲ့ပုံစံလည်းဒီအတိုင်းပဲ helping buff အကြောင်းကောင်းကောင်းမသိတဲ့အခါကျတော့သူ့နောက်မှာ base ပတ်လိုက်ရမယ်။ဆိုတဲ့ဟာကိုပုံတင်မှတ်ရမယ်ဆိုတော့သူကအဲ့ဒီစနစ်ကိုမသိတဲ့အခါကျတော့သူ့မှာအနေများမရှိတဲ့အတွက်အနောက်က B နဲ့တွဲရပါတယ်ဆိုရင်မှားရွေးတဲ့ concept တစ်ခုကိုသူပေးနေတာဖြစ်တာပေါ့နော်။ Okay အဲ့တော့ video လေးကိုခုလိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီ video ကနေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge တွေရသွားမယ်လို့ကျွန်မထင်ပါတယ်ကျေးဇူးတင်ပါတယ်